အလှဆုံးမိန်းကလေးဒီလိုမိန်းကလေးတချို့ရှိတယ်သူတို့ကစာဖတ်တာကိုကြိုက်တယ်စာအုပ်ဝယ်တယ်ဖတ်တယ်ရေးတယ်ဖတ်စရာစာအုပ်တွေကသူတို့အတွက်အသုံးခံတဲ့အသုံးအဆောင်အလှပြင်ပစ္စည်းတွေဖြစ်တယ်တာမန်ဝတ်စားမှုရိုးရှင်းတဲ့အပြင်အစင်နဲ့ဈေးရောင်စုံမိန်းကလေးတွေကြားမှာသူတို့ဟာဆွဲဆောင်မှုပြည့်ရှိတယ်သူတို့ရဲ့စိတ်နေသဘောထားပြုစုပြောင်းထောင်မှုတွေဟာလည်းအခြားနဲ့မတူစာအုပ်ရနံ့တွေသင်ပြန်တယ်အတွင်းစိတ်မှာအသိရှိရင်အပြင်ပန်းကလှနေတယ်ဆိုတဲ့စကားဟာဒီလိုမိန်းကလေးမျိုးတွေအတွက်အသင့်တော်ဆုံးဖြစ်တယ်။စာဖတ်ရတာကြိုက်တဲ့မိန်းကလေးတွေဟာဘယ်ရောက်ရောက်လှပတဲ့ရှုခင်းတစ်ခုဖြစ်တယ်။သူဟာရုပ်ရည်မလှချင်နေမယ်။ဒါပေမဲ့သူ့မှာလှတဲ့စိတ်နဲ့စိတ်ထားရှိတယ်။ရင်မွန်တဲ့အပြောအဆိုကြော်ရှင်းတဲ့ကိုယ်ဟန်မူရာတွေကပြင်ဆင်နေစရာမလိုဘူး။ဒါဟာတည်ငြိမ်တဲ့ Indri ဖြစ်တယ်။ဒါဟာလှုပ်ရှားတဲ့သိမ်မွေ့မှုဖြစ်တယ်။ဒါဟာချက်တည်ရည်ဖြစ်တယ်။ဒါဟာငြိမ်းချမ်းမှုဖြစ်တယ်။ဒါဟာသဘာဝနဲ့ရောစပ်ထားတဲ့ရိုးရှင်းမှုဖြစ်တယ်။ရေလိုပျော့ပြောင်းတယ်။လေလိုလူကိုဆွဲဆောင်မှုရှိတယ်။မွေးကြိုင်ရနံ့သင်းတယ်။စာဖတ်တာနဲ့ပတ်သက်ပြီးမတူတဲ့မိန်းကလေးတွေကမတူတဲ့စာကိုကြိုက်ကြတယ်။မတူတဲ့စာတွေကမတူတဲ့ရွေးချယ်မှုကိုပေးတယ်။မတူတဲ့ရွေးချယ်မှုတွေကမတူတဲ့အကျိုးရလဒ်ကိုရစေတယ်။တချို့မိန်းကလေးတွေကစာဖတ်ခြင်းနဲ့ဗဟုသုတအသိဉာဏ်ကိုရယူတယ်။သူတို့ရဲ့အရေးချင်းကိုတိုးမြှင့်တယ်။သူတို့ကအတွေးအမြင်လက္ခဏာနက်ရှိုင်းတဲ့စာအုပ်တွေကိုပိုအာရုံစိုက်ထားတတ်တယ်။စာဖတ်ခြင်းနဲ့သူတို့ရဲ့အသိဉာဏ်ကိုမြင့်တင်တယ်။ဘဝကိုဦးဆောင်လမ်းပြတယ်။ဒီလိုမိန်းကလေးမျိုးဟာသူ့ကိုယ်၌ကစာအုပ်တစ်အုပ်ဖြစ်တယ်။စိတ်ဝင်စားစရာကောင်းတဲ့စာအုပ်တစ်အုပ်ဖြစ်တယ်။တချို့မိန်းကလေးတွေကစာဖတ်ခြင်းနဲ့စိတ်ပျော်ရွှင်မှုကိုရှာတယ်။စိတ်ဓာတ်ကိုပြိုးထောင်တယ်။သူတို့ကရှေးကဗျာတွေကြိုက်တယ်။လှပတဲ့စကားပြေတွေကိုကြိုက်တယ်။အားလက်ချိန်မှာစာအုပ်တွေဖတ်ပြီးသူတို့ကိုယ်သူတို့ပြုပြင်ပြိုးထောင်တယ်။ဘဝကိုငြိမ်ငြိမ်သက်သက်ဖြတ်ချင်တယ်ဒီလိုမိန်းကလေးမျိုးကကဗျာတစ်ပုဒ်နဲ့တူတယ်အေးဆေးတည်ငြိမ်ပြီးချစ်စရာကောင်းတယ်မိန်းကလေးတချို့ကဂီတရုပ်ရှင်နဲ့ဆိုင်တဲ့ဖျော်ဖြေရေးစာအုပ်တွေဖတ်တယ်သူတို့ဟာအနုပညာကိုမျက်နှိုးကောင်းမျက်နှိုးမယ်အနုပညာရှင်တွေရဲ့အတင်းသတင်းကိုစိတ်ဝင်စားလို့လည်းဖြစ်မယ်ဒါမှမဟုတ်အနုပညာရှင်တွေရဲ့ဘဝကိုအားကျလို့လည်းဖြစ်မယ်ဒီလိုစာတွေဖတ်တဲ့မိန်းကလေးတွေကပိုလက်တွေ့ဆန်တယ်လေးလေးနက်နက်မရှိဘူးဆိုပေမဲ့အမှားအမှန်ကိုခွဲခြားနိုင်တဲ့အာရုံခံစားမှုသူတို့မှာရှိတယ်။အပတ်ချင်းကလူတွေရဲ့စိတ်နှလုံးကိုအကျိုးသက်ရောက်မှုရှိစေတယ်။စိတ်နှလုံးကစိတ်နေသဘောထားကိုသက်ရောက်မှုရှိစေတယ်။လူတစ်ယောက်ဟာကိုချစ်စရာကောင်းအောင်နှစ်လိုအောင်ဆွဲဆောင်မှုရှိအောင်ဖြစ်စေလိုတဲ့စာများများဖတ်ပြရတယ်။စာဖတ်တဲ့မိန်းကလေးတွေဟာကိုဦးဆောင်နိုင်တယ်။စာဖတ်ရတာနှစ်သက်တဲ့မိန်းကလေးတွေဟာပညာအရည်အချင်းမမြင့်လဲစာပေယဉ်ကျေးမှုတော့ရှိတယ်။စာပေယဉ်ကျေးမှုရှိတဲ့မိန်းကလေးတွေဟာအကျိုးသင့်အကြောင်းသင့်စဉ်းစားတွေးခေါ်တတ်တယ်။ခေါင်းဝင်ýထားဆုံးဖြတ်တတ်တယ်။လူသဘောသဘာဝကိုနားလည်တယ်။စာအမြဲဖတ်သူတွေဟာလူကြားသူကြားမှာထင်ထင်ရှိတယ်။အထူးသဖြင့်ကိစ္စတစ်ခုခုဆောင်ရွက်တဲ့အခါဖြည့်ရှင်းတဲ့အခါတည်ငြိမ်တယ်။အိန္ဒြေရတယ်။စာအမြဲဖတ်သူတွေမှာအတင်းအဖြစ်မရှိဘူးလို့လူတချို့ကပုံဖော်ကြတယ်။သူတို့ဟာကြိုးကြောင်းဆင်ခြင်မှုရှိတယ်။တခြားသူစကားနောက်လိုက်ပါမသွားဘူး။စာအမြဲဖတ်တဲ့သူဟာဘာလို့တွေးတော့တယ်။အကြံကောင်းတွေကိုရှာတယ်။သူတို့ဟာအသိဉာဏ်မြင့်တာကြောင့်ရှုပ်ထွေးတဲ့အတွေးတွေကိုခေါင်းနဲ့အဝင်မခံဘူး။အခြေအမြစ်ကိုအမိအရဖန်ဆုပ်ပြီးဖြည့်ရှင်းနိုင်တဲ့နည်းလမ်းကိုရှာတယ်။သူတို့လုပ်တဲ့အရာတိုင်းလမ်းကြောင်းတိုင်းဟာစဉ်းစားတွေးတောပြီးမှလုပ်တဲ့အရာတွေဖြစ်တယ်။ဒီလိုအသိဉာဏ်ကစာအမြဲမဖတ်သူတွေမှာမရှိတဲ့အသိဉာဏ်ဖြစ်တယ်။စာဖတ်တာကိုနှစ်သက်တဲ့မိန်းကလေးတွေကလှတယ်တမှုထူးခြားတဲ့အလှနဲ့လှတယ်။သူတို့ကလက်ဆက်တဲ့ပန်းတပွင့်မဟုတ်ဘူး။ပုံမိန်တဲ့ဝိုင်တစ်ခွက်မဟုတ်ဘူး။သူတို့ကရနံ့သင်းပြန်ပြီးရှင်းသန့်တဲ့ရည်နှီးခွက်တစ်ခွက်ဖြစ်တယ်။စာဖတ်ခြင်းကစိတ်အားတက်ကြွရှင်လန်းစေတယ်။စာဖတ်ခြင်းကအသိဉာဏ်ဘုသူတကျွေးစေတယ်။စာဖတ်ခြင်းကဆင်ခြင်တွေးတောမှုကိုတိုးပွားစေတယ်။ကျယ်ဝန်းတဲ့ရှွန့်လက်တက်ကြွတဲ့ရင်ဝင်တစ်စုံနဲ့စာတွေကိုဖတ်မှစာထဲကသိမ်မွေ့မှုနှစ်လိုမှုတွေကိုခံစားနိုင်မယ်။စာရတွေကိုဆုပ်ယူနိုင်မယ်။စာအုပ်စာပေလူမိတ်ဆွေဆိုသလိုစာအုပ်ကောင်းတစ်အုပ်ဟာလူတစ်ယောက်နောက်တစ်သက်အလုံးလိုက်တယ်
စာအုပ်ထဲကနေတခြားလူတွေရဲ့ကောင်းကွက်ကိုသိယူနိုင်တာဟာအဖို့တန်တယ်။စာအုပ်ထဲကနေတခြားလူတွေရဲ့ဆိုးကွက်ကိုသိယူနိုင်တာလည်းအသုံးမကျတာဖြစ်တယ်။စာဖတ်ပြားတဲ့မိန်းကလေးတွေဟာစာဖတ်ရင်ကိုယ်တိုင်စာရေးကျင်လာတယ်။ဘဝတွေကချုံမိန်ခါတတ်တာတွေနှွေးမိုးဆောင်ရာသူတို့တွေကိုချရေးတယ်။အဲ့ဒီမှာတော့သူတို့ရဲ့စာကိုတခြားသူတွေကဖတ်တယ်။မိန်းကလေးရေးတဲ့စာတွေကနူးညံ့သိမ်မွေ့တယ်။တက်လက်ဆွဲဆောင်မှုရှိတယ်။စကားလုံးတိုင်းမှာမိန်းကလေးရဲ့တမှုထူးခြားတဲ့စိတ်နေစိတ်ထားနဲ့စိတ်နှလုံးလို့ခံစားရတယ်။ဒါတွေထဲမှာသူတို့ဘဝကောက်ကြောင်းတွေရှိတယ်။ရှင်သန်ကြီးပြင်းတဲ့ရုန်းကန်မှုတွေရှိတယ်။လူဘဝတန်ဖိုးနဲ့တာဝန်ဝတ္တရားတွေရှိတယ်။ဒီကနေ့မှာမိန်းကလေးတွေရေးတဲ့စာကိုမိန်းကလေးတွေကြိုက်ရုံမကယောက်ျားလေးတွေပါကြိုက်ကြတယ်။စာဖတ်တာကိုနှစ်သက်တဲ့မိန်းကလေးဟာသူ့အားနဲ့ချိန်တော်တော်များများကိုစာဖတ်ရင်းနဲ့ကုံဆုံးတယ်။စာဖတ်တယ်ဆိုတာလူဘဝရဲ့တစ်စိတ်တစ်စီသားဖြစ်တယ်။ရှင်သန်နည်းတစ်မျိုးဖြစ်တယ်။အပြင်ပန်းလှတဲ့မိန်းကလေးချို့နဲ့နှိုင်းယှဉ်ရင်သူဟာလှပတဲ့အတွင်းစိတ်ကိုထိန်းထားနိုင်တဲ့အသိပညာရှိတယ်။စာဖတ်တဲ့မိန်းကလေးတွေဟာအသိကျွယ်ထက်မြက်တယ်။ကြံ့ခိုင်သန်ပါတယ်။ရင့်ကျက်တည်ငြိမ်တယ်။အပြင်ပန်းလှအောင်လုပ်တာထက်အတွင်းစိတ်နူးညံ့သိမ်မွေ့အောင်လုပ်တာကပိုအရေးကြီးကြောင်းသူတို့သိတယ်။စာအုပ်စာပေနဲ့အတူရှင်သန်တာကဘဝကိုစိတ်မပျက်စေဘူး။အားမငယ်စေဘူး။သက်ပြင်းမချစေဘူး။ဒါကြောင့်စာများများဖတ်ပါ။စာအုပ်ကောင်းတွေဖတ်ပါ။အသိပညာဆိုတာကောင်းဆုံးအလှပြင်ပစ္စည်းဖြစ်တယ်။စာဖတ်ခြင်းကမိန်းကလေးတွေရဲ့စိတ်နေစိတ်ထားဖတ်ရှင်ဖြစ်တယ်။စာဖတ်ခြင်းကမိန်းကလေးတစ်ယောက်ကိုအမြဲလှပစေနိုင်ပါတယ်။စာဖတ်တာကိုကျွန်တော်နှစ်သက်တယ်။စာဖတ်တဲ့မိန်းကလေးတွေကိုကျွန်တော်ချစ်တယ်